ဒါကတော့ပထမဆုံးမိကုန်းလေးပေါ့နော်ဆရာပထမဆုံးမိကုန်းလေးကတော့ဆရာကျွန်တော်ကတဲ့ကိုယ်လေးချိန်ပေါင်200လောက်ရှိပါတယ်ဆရာတဲ့ကျွန်တော်ကိုယ်လေးချိန် short ချဖို့အတွက်နေ့စဉ်ဘယ်လိုနေထိုင်စားတောက်ရမလဲပေါ့နော်ဆရာအားလေးမိထားပါတယ်ခင်ဗျအဲ့တော့အခုမေးတဲ့မိကုန်းလူနာမျိုးတွေဆရာတို့နေတိုင်းကြုံတွေ့နေရတဲ့သဘောပါပဲเนาะအဲ့တော့လာတဲ့လူနာတိုင်းကအများသောအားဖြင့်အနည်းဆုံး overweight ဖြစ်နေကြတယ်နောက်အဝလွန်နေကြတယ်ပေါ့เนาะဒါကြောင့်မလို့ဒီ weight short ပါဆိုတဲ့စကားဆရာတို့နေတိုင်းပြောနေတဲ့စကားပဲဖြစ်ပါတယ်အဲ့တော့အဓိကဒီကိုလေးချိန် short ချမယ်ဆိုအရေးကြီးဆုံးကအစားအသောက်ပဲဖြစ်တယ်ပေါ့နော်အဲ့တော့အစားအသောက်မှာလူတစ်ယောက်ကဒီမျိုးသားတစ်ယောက်ဆိုလို့ရှိရင်ဒီနေ့ကိုကယ်လိုရီ2000ကနေ3000လိုတယ်အကယ်၍များအဲ့2000 3000တွေကနေဒီနေ့ကိုကီလိုကယ်လိုရီ900နဲ့1000ကြား short ချစားသုံးနိုင်မယ်ဆိုလို့ရှိရင်တစ်ပတ်မှာတစ်ပေါင်က2ပေါင်ကျဆင်းမယ်ဆိုပြီးတွေ့ရှိထားတယ်ဒါကြောင့်မလို့ကိုလေးချိန် short ကျင်တဲ့လူတွေဒီကိုစားနေကြပမာဒထက်တဝက်သုံးပုံ3တပုံပေါ့နော် short စားဖို့လိုတယ်လို့ဆရာအနေနဲ့ပထမဆုံးအကြံပေးခြင်းတယ်ပေါ့နော်အဲ့တော့ဒါဆိုရင်လက်တွေ့ကြရင်ဆရာတို့ကဘယ်လိုလုပ်စားကြမှာလဲပေါ့နော်အဲ့တော့လက်တွေ့မှာကြတော့ဆရာတို့စားနေတဲ့အထဲမှာပါတဲ့ထမင်းပေါ့ဆန်နဲ့ဂျုံနဲ့လုပ်တဲ့ပစ္စည်းတွေကိုအနည်းဆုံးတဝက် short ချပြီးစားသုံးကြည့်ရမယ်နော်ကိုစားနေကြတဲ့ထမင်းတဲ့တဝက်ပဲစားမယ်နောက်တစ်ခါအစီကိုလုံးဝရှောင်ကျင်ရမယ်ပေါ့နော်အဲ့တော့အစီရှောင်ကျင်တဲ့နေရာမှာဟင်းသစ်တွေလုံးဝမစားဘူးအကြော်တွေကို short ပြီးစားသုံးမယ်အချိုကြတော့လုံးဝရှောင်ရမယ်ဝိချမဲ့လူတယောက်ရဲ့အစားတောင်းနဲ့စီးချိုသမားအစားတောင်းနဲ့အတူတူပဲအဲ့တော့အချိုတွေမှန်သမျှလုံးဝမစားသင့်ဘူးအဲ့တော့အချိုကဘယ်ရဝင်လဲဆိုတော့တရေစားဝင်တယ်အဲ့တော့တနေ့ကိုထမင်း3နပ်ပဲစားပြီးကြံတဲ့အပူဆောင်တွေအကုန်လုံးဖြတ်ချပြရမှာပဲဖြစ်တယ်เนาะအဲ့ထဲမှာဘာတွေပါသွားမလဲဆိုတော့ coffee လက်ဖက်ရည်အေးပလင်းအေးဘူးတွေပါမယ်နောက်တစ်ခါပါမုတ်ကိတ်မုတ်ပဲမုတ်စသည်အပြင်မုတ်မျိုးစုံတွေကိုလုံးဝမစားသုံးတော့ဘဲနဲ့ရှောင်ကျဉ်ရမယ်အဲ့ဒီအစားဘာစားဖြည့်ပေးရမလဲဆိုတော့အသီးအနှံတွေစားလို့ရတယ်အဲ့တော့သူများပါမုတ်ကိတ်မုတ်စားရင်ကိုကဒီငပြောသီးတို့သင်းမောသီးတို့စသည်အပြင်ပန်းသီးတို့ဒီသီးတွေကိုသီးစားအနေနဲ့စားပေးရင်တော့ရတယ်ထမင်းနဲ့စားတဲ့ထဲမှာအသီးရွက်တွေကိုပို့စားပေးမယ်ဒီနည်းနဲ့အစားအသောက်ကိုရှော့ချပေးဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကတော့ကိုလက်လှုပ်ရှားလုပ်ဖို့အတွက်အကြံပြုထားတာရှိတယ်အဲ့ဒါကတော့တစ်နေ့ကိုဒီမိနစ်30နဲ့တနာရီတစ်ပတ်ကို9ရက်နော်ကျန်းမာရေးလှုပ်ရှားမှုလုပ်ပေးရမယ်ပေါ့အဲ့တော့တစ်ပတ်ကိုပြန်ပြောမယ်ဆိုမိနစ်150နဲ့မိနစ်300လောက်ကိုလုပ်ပေးနိုင်ဖို့လိုတယ်ပေါ့အဲ့တော့ဘယ်နည်းနဲ့ဒီကျင်ကန်းလုပ်မလဲဆိုတော့ရေကူးလို့ရတယ်စပိန်စီးတာတို့နောက်တစ်ခါဘာမှမရှိရင်တော့လမ်းလျှောက်ပေါ့နော်ဒီနေ့ကိုနိုင်ဝဲနဲ့တနာရီကြာတစ်ပတ်ကို9ရက်လောက်လမ်းလျှောက်နိုင်မယ်ဆိုရင်ဒီကိုလေးချိန်ချော့ချတာကိုအားပေးရရောက်မယ်ပေါ့နော်အဲ့တော့အစားတောင်းတဲ့ကိုလက်လှုပ်ရှားပြင်ဘာတွေဆက်လုပ်သင့်သေးလဲဆိုတော့အေးဝါအိတ်ဖို့လည်းအကြံပြုထားတာရှိတယ်စိတ်ဖိစီးမှုလျှော့ချရမယ်ရေကိုတစ်နေ့ကို2လီတာနဲ့3လီတာကြာတောက်သုံးပြီးမယ်ဆိုရင်ကျန်းမာစွာနဲ့ကိုလေးချိန်တဖြည်းဖြည်းပဲကျဆင်းလာမှာ